မင်္ဂလာပါ Keystone Education Channel မှာကြိုဆိုပါရစေ။ဗီဒီယိုမှာ devil ဆိုတဲ့စကားလုံးပါတဲ့ idioms အချို့ကိုလေ့လာကြမှာဖြစ်ပါတယ်။ devil ဆိုတာတိကျတဲ့အဓိပ္ပာယ်အရဆိုရင်တော့နတ်ဆိုးနတ်မိတ်စာလို့ဆိုလိုပါတယ်။ idioms တွေမှာတော့မကောင်းတာမလိုလားအပ်တာတွေကိုဆိုလိုပါတယ်။နောက်ပြီးတော့ဒီဗီဒီယိုမှာပဲ trinomials တွေနဲ့မိတ်ဆက်ပေးပါမယ်။ trinomials ဆိုတာစကားလုံးသုံးလုံးတွဲထားတဲ့စကားစုဖြစ်ပါတယ်။ binomials မှာလိုပဲစကားလုံးတွေရဲ့အစီအစဉ်တွေကိုအရှိအနောက်တွေကိုတမျိုးတည်းပဲရှိပါတယ်မပြောင်းရပါဘူး။အရေးသားပြောဆိုတွေကိုပိုမိုလေးနက်ပြီးတော့ပြောင်မြောက်လာအောင်သုံးတဲ့စကားစုဖြစ်ပါတယ်။ 1. Devil in disguise အပေါ်ယံကြည့်ရင်ဖော်ရွေပြီးအန္တရာယ်ကင်းသလိုနဲ့အမှန်မှဒုက္ခပေးရတဲ့လူအန္တရာယ်ရှိသူလို့ဆိုလိုပါတယ်။ Example He looks caring and talks friendly, but he is the devil in disguise. သူကြည့်ရင်ဂရုစိုက်တတ်သလိုဖော်ရွေသလိုနဲ့မျက်နှာဖုံးစွပ်ထားတဲ့ဘလူးတစ်ယောက်ပါလို့ဆိုလိုပါတယ်။ 2. Speak of the devil လူတစ်ယောက်ကြောင့်ပြောနေတဲ့အချိန်မှာအဲ့ဒီလူရုတ်တရက်ပေါ်လာတာကိုခေါ်လို့ဆိုလိုပါတယ်။ Example Have you heard that Mimi is being promoted? Speak of the devil, here she comes. မိမိရာထူးတက်တဲ့အကြောင်းကြားပြီးဗလားပြောနေတော့မရှိသေးတယ်သူရောက်လာပြီဥမာဗမာလူဆိုလို့ရှိရင်အသက်ရှည်ဦးမယ်လို့ပြောသလိုပါပဲ 3. Devil's advocate ကိုယ်တိုင်လက်ခံနိုင်ပေမဲ့ကြံတဲ့လူတွေဆုံးဖြတ်ချက်ခိုင်မာရဲ့လားဆိုတာစမ်းသပ်ဖို့စင်ကြေပေးပြီးပယ်ချခြင်းကိုခေါ်ပါတယ် Example When the team voted him to be the captain The manager played devil's advocate by saying he was too young. အသင်းတစ်သင်းလုံးကအသင်းကောင်းဆောင်ရွေးချယ်ပေမဲ့မန်နေဂျာကငယ်သေးတယ်ဆိုပြီးစင်ကြေပေးပြီးတော့ပယ်ချလိုက်ပါတယ်လို့ဆိုလိုပါတယ်။ဒီနေရာမှာမန်နေဂျာကလက်မခံတာမဟုတ်ပါဘူး။ကြံတဲ့လူတွေကိုဒီချက်ကိုလစ်လျူရှုပေးနိုင်ရဲ့လားဆိုတာကိုစမ်းသပ်တာပါ။လုပ်ငန်းတစ်ခုခုဒါမှမဟုတ်လူတစ်ယောက်ကိုယာရုတစ်ခုအတွက်ရွေးချယ်ထားတဲ့အခါမှာDevil's advocate ကဆန့်ကျင်တဲ့အချက်လက်တွေကိုရှာပေးရပါတယ်။ 4. Between the devil and the deep blue sea ရွေးချယ်စရာလမ်းကြောင်းနှစ်ကြောင်းပဲရှိပြီးနှစ်ခုလုံးကမကောင်းတာတွေဖြစ်နေတာကိုဆိုလိုတာပါ။ပင်လယ်ထဲသွားရင်သင်္ဘောရဲ့နဘေးပြင်ချက်တွေပေါက်နေရင်ဆင်းပြီးဖာရင်လည်းပင်လယ်ထဲကျရေနစ်နိုင်တယ်မဖာပဲထားပြန်ရင်လည်းရေဝင်ပြီးသင်္ဘောနစ်နိုင်တဲ့အခြေအနေမျိုးတွေကိုပြောတာပါ။ Example If the young mother leaves a job, she has more time to care for the newborn baby but no income. But if she keeps on working, she has no time for the baby but enough income to support the baby. She has to choose between the devil and the deep blue sea. ဥပမာဆိုရင်ကလေးငယ်မိခင်တယောက်ဖို့အလုပ်ထွက်ရင်ကလေးကြီးဖို့အချိန်ပိုရပါမယ်။ဒါပေမဲ့ဝင်ငွေတော့မရှိတော့ပါဘူး။အလုပ်ဆက်လုပ်မယ်ဆိုလို့ရှိရင်လည်းဝင်ငွေရှိပေမဲ့ကလေးကိုဂရုစိုက်ဖို့အချိန်လျော့သွားပါမယ်။သူ့အတွက်တော့ဆုပ်လဲစုစားလဲယူအခြေအနေမျိုးဖြစ်ပါတယ်လို့ဆိုလိုပါတယ် 5. The devil is in the details အသေးအဖွဲကိစ္စလေးတွေကပြဿနာတက်နိုင်တယ်လို့ဆိုလိုပါတယ် Example Before we sign a contract we should read it carefully because the devil is in the details စာချုပ်မချုပ်မီအသေးစိတ်အရင်ဖတ်ပါဘာလို့လဲဆိုတော့အသေးစိတ်အချက်လက်ကလေးတွေကပြဿနာတက်တတ်တယ်လို့ဆိုလိုတာပါ 6. Dance with the devils နတ်မိတ်ဆာများနဲ့ကခုန်ခြင်းဆိုတာကတော့ဒုစရိုက်လုပ်ငန်းလုပ်ခြင်းကိုဆိုလိုပါတယ် Example Involving in illegal gambling is like a dance with the devil တရားမဝင်လောင်းကစားမှုမှာပါဝင်ပတ်သက်ခြင်းဟာရာဇဝတ်အိုးကိုဒုံးနဲ့ထိုးသလိုပါပဲလို့ဆိုလိုတာပါစားသောက်ပြင်ဆင်တာနဲ့ပတ်သက်လာရင် devil လောက်ထားတဲ့အစားတောက်ဆိုတာပူပူဆတ်ဆတ်ဥမာငရုတ်သီးတို့ငရုတ်ကောင်းတို့ထည့်ထားတာကိုပြောတာပါ 7. Lock, stock and barrel တစ်ခုလုံးအပြည့်စုံလို့ဆိုလိုတာပါ
တနတ်တစ်ခုဖြစ်ဖို့မောင်းရယ်ပြောင်းရယ်ဒင်ရယ်ပေါင်းရင်တစ်ခုလုံးပြည့်စုံသွားပြီလို့ဆိုလိုတာပါ Example Arrangements for the trip are ready lock stock and barrel ခရီးသွားဖို့အတွက်ပြင်ဆင်မှုတွေအကုန်လုံးလုပ်ပြီးပါပြီလို့ဆိုလိုတာပါ 8 signed sealed and delivered တရားဝင်စာချုပ်ချုပ်ပြီးသွားပြီလို့ဆိုလိုတာပါ Example When the ownership of the house has been signed, sealed, and delivered, the new buyer can move into the house. အိမ်ပိုင်ဆိုင်မှုစာချုပ်ချုပ်ဆိုပြီးပြီလို့ဆိုလို့ရှိရင်ဝယ်ယူသူကအိမ်ပေါ်တက်နေလို့ရပါပြီလို့ဆိုလိုတာပါ 9 Tall, dark, and handsome. အရမ်းမြင့်စပင်းနဲ့ရုပ်ကြည့်ကောင်းတဲ့ယောက်ျားတစ်ယောက်ကိုသရုပ်ဖော်တာပါ Example The new actor is not only talented but also tall, dark and handsome. သရုပ်ဆောင်မင်းသားသစ်ဟာသရုပ်ဆောင်လည်းကောင်းတယ်ရုပ်လည်းကြည့်ကောင်းတယ်လို့ဆိုလိုပါတယ် 10 Hook, line and sinker. အညာမိတယ်ဂျင်းထက်ခံရတယ်လို့ဆိုလိုပါတယ်ငမြားချိန်ငမြားရန်ရေထဲကျဖို့အလေးတို့သုံးပြီးငါးကိုမြားရတာကနေဆင်းသက်လာတာပါ Example When she said that she needed money for a sick mother, the whole office fell for it, hook, line, and sinker, and collected money for her. သူ့မိနေမကောင်းလို့ဆေးကုသဖို့ငွေလိုတယ်လို့ဆိုတာနဲ့တရုံလုံးကဂျင်းမိပြီးတော့ငွေစုပြီးပေးကြတယ်လို့ဆိုလိုပါတယ်ဒီတစ်ပတ်တော်တော်ဒီလောက်ပါပဲကြည့်ရှုလေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်